တဲ့အေလီယိုယာငါသမင်းနဲ့လုပ်နေလေးကိုပြမယ်နော်အေလီယိုယာငါသမင်းနဲ့လုပ်နေလေးကိုအင်တာစစ်စစ်ကပြပါမယ်ဒါလေးကတော့အာလူငါလေးပါနော်ငါကတော့အယူပါငါဆိုတော့အယူပါထည့်ပြဖို့နော်ပြီးတော့အယူပြန်ခွာမှာဒါတော့အယူမပိုင်းငါပါစနမမထည့်လဲရပါတယ်ခုနကအမှားပြီးထည့်လိုက်မိရနော်ထည့်လဲကောင်းလည်းပါမဖြစ်ဘူးဒါလေးကတော့အာလူပါနော်ပြုတ်ထားတယ်အာလူလည်းရေနည်းနည်းနဲ့ရေခုံနဲ့ဒီပြုတ်လိုက်တယ်ရေမသွင်းချင်တော့လေစားလေးပါနည်းနည်းထည့်ပြုတ်တယ်ပို့ချိုးတယ်ဒါလေးကတော့ကျွတ်သွန်ဖြူပါနည်းနည်းထောင်းထားတယ်အရင်ညောင်မထောင်းတော့ရေတွေထွက်မှာဆိုတော့ဒါလေးကတော့ခင်းချင်းသီးပါခင်းချင်းသီးပြုတ်ရင်အနီအောင်မုံလေးနည်းနည်းထည့်လဲရတယ်မထည့်လဲရတယ်နော်ခင်းချင်းသီးဒါမဲ့နေတဲ့ချိန်တိုင်းဒီအဖက်တွေပြန်ဖယ်မယ်နော်ဒါလေးကတော့ကျွတ်သွန်မိတ်လေးပါနော်ဒီ jasmine rice ပေါ့နော် ready made ပေါ့ခုတ်ထားချက်ထားတဲ့ဟာလေးပေါ့အဲ့လေးကိုသုံးပါတယ်နော်အဲ့လေးကတော့90စက္ကန့်ပဲပေါ့ဒီmicrowave ထဲထည့်လိုက်တာနဲ့ထမင်းဖြစ်သွားတယ်နော်ချက်ပြီးသားထမင်းပေါ့ရှမ်းဆန်ပေါ့နော်မမွေးလေးဖြစ်သွားတယ်အဲ့လေးကိုအကုန်လုံးရောကြမှာခြေပါမယ်ခြေပါမယ်ခင်းချီဒီပြုတ်ထားတဲ့ဟာလေးရယ်ဒီအာလူပြုတ်ထားတဲ့ဟာလေးရယ်ရောချိမယ်နော်ငါမထည့်သေးဘူးပြီးတော့ဒီဟာလေးကတော့နောက်ဆုံးမှထည့်မယ်ပေါ့နော်ဒါလေးပေါ့နော်ခင်းချီဒီတစ်လုံးပေါ့ဒါပေမဲ့ခင်းချီဒီကနှလုံးထည့်ပိုကောင်းမယ်နော်အလုံးကြီးဆိုတော့လေတစ်လုံးပဲထည့်လိုက်တယ်နှလုံးဆိုအလေလက်ပုံမှန်ဆိုတော့နှလုံးထည့်ပိုကောင်းမှာပေါ့နော်အဲဆိုတော့အာလူကတော့အရင်ကြီးတော့တစ်လုံးခွဲပဲထည့်ပါတယ်ခုနကဒီထမင်းတစ်ထုပ်ပေါ့နော်ဒါလေးကတော့ပို့မယ်ပေါ့နော်ဒါလေးချက်တော့မရသုံးပြမှာနော်ငါလေးပြုတ်ချလိုက်ဒါလေးကတော့ငါလေးထည့်ပြပါပြီနော်ငါနည်းနည်းချန်ထားတဲ့အပေါ်မှာဖြူဖို့ချက်တော့စီလေချက်တော့စီပဲများထည့်ကြမှာအဖက်လေးချန်ထားပါနော်ဒါလေးဒီနေ့တော်တော်လေးနှံ့နေပါပြီနော်ချက်သွန်ချိုလေးပေါ့နော်ချက်သွန်ချိုလေးပြန်ထည့်လိုက်မယ်ကိုယ်တော့ချက်သွန်ထဲဆိုတော့ငါးလေးတော့ပေါ့နော်ဒါလေးကတော့တင်ထားမယ်ဆိုရင်ကျတော့ဒါလေးတော့ထည့်ဆက်မလို့နော်ဒီ green onion လေးကိုထည့်ဆက်မလို့ပဲနဲ့တင်ထားလို့ရပါတယ်နော်ပြီးအပေါ်မှာငါးပိုးတဲ့ငါးလေးဖြူထားမယ်လေနော်